အော်ဆလာဆိုင်ဇာချီကညင်ယူရအထက်စားပါအခုဒီမှာပေါင်းထောင်စင်ပစိုးတွေပေါ့နော်ကာလာဆောင်ပြန်ဝင်ထားပါပြီဒါလေးကိုဖြန့်ပြပေးမယ်နော်သူကချုပ်ပြီးသားဒါလေးကတော့အပြာရောင်လေးပါနော်အပြာလေးနဲ့ခဲရောင်လေးကိုရောပြီးဖောက်ထားပေးပါတယ်ဒါလေးကတော့အနီရောင်လေးနဲ့ကြက်သွေးရောင်လေးကိုရောပြီးတော့ဖောက်ထားတဲ့ပစိုးအစင်လေးပါနော်ဒီအရောင်လေးကအရန်ရောင်ကောင်းပါတယ်ဒါလေးကတော့ကြက်သွေးရောင်လေးနဲ့အမဲလေးကိုရောပြီးတော့ဖောက်ထားပေးတာပါဒီအရောင်လေးကလည်းချက်အင်ကြီးပစိုးအဖြူနဲ့ဝတ်မယ်ဆိုရင်အရန်ပဲလိုက်ဖက်ပါတယ်နော်ဒါလေးကတော့ဖြူမိပြကာလာ၃ရောင်လေးကိုရောပြီးတော့ဖောက်ထားပေးတာပါသူကချက်အင်ကြီးအဖြူနဲ့လည်းရတယ်ချက်အင်ကြီးအပြနုရောင်လေးနဲ့ဝတ်မယ်ဆိုရင်လည်းအရန်ပဲလိုက်ပါတယ်နော်ဒီဟာလေးကတော့ခရမ်းရောင်လေးနဲ့အုတ်ကျိုးရောင်လေးကိုရောပြီးတော့ဖောက်ထားပေးတာပါသူကတော့ကာလာအမိုင်းလေးပါနော်နည်းနည်းအသက်ကြီးတဲ့လူတွေရယ်နောက်ပြီးတော့အယောင်တက်တောင်းမကြိုက်တဲ့လူတွေအတွက်အရန်အဆင်ပြေပါတယ်နော်ဒီကာလာလေးကတော့ခရမ်းနဲ့ကြက်သွေးရောင်လေးကိုရောပြီးတော့ဖောက်ထားပေးတာပါဒီကာလာလေးကလည်းအယောင်နည်းနည်းတောက်တဲ့အထဲမှာပါတယ်ပေါ့နော်ဒါလေးတွေကလူငယ်ကြိုက်ပါတယ်ရှင်ဒီကာလာလေးကတော့အုတ်ကျိုးလေးနဲ့အပြာရောင်လေးကိုရောပြီးတော့ဖောက်ထားတာပါသူကနည်းနည်းအယောင်တောက်တဲ့ဘက်သွားတာပေါ့နော်ဒါလေးကလူငယ်တွေဝတ်မယ်ဆိုရင်တော့အဆင်ပြေပါတယ်လူကြီးအတွက်ဆိုရင်တော့နည်းနည်းလေးတောက်ပါတယ်နော်9ခွင်း10ခွင်းယူမယ်ဆိုရင်တော့လက်ကားစေးပေးပါတယ်ပစိုးတွေထမိန်တွေကာလာစုံအထည်ရည်အတွက်အများကြီးပဲဝင်လာပါတယ်နော်ဆိုင်ရဖက်အံမှာဖွင့်လာပါတယ်ကျေးဇူးအများကြီးပဲတင်ပါတယ်နော်